လောက်ထီအောင်လှူခဲ့တန်းခဲ့သာသနာပြုခဲ့တယ်လေဆိုရင်ငွေအပြည့်ထည့်ထားတဲ့ရွှေခွက်တီကြီးပဲလှူခဲ့တာက8000နဲ့4000နဲ့ခွက်ကရွှေခွက်ထည့်ထားတာကငွေအပြည့်ထည့်ထားတာငွေပြည့်ထည့်ထားတဲ့ရွှေခွက်ကြီးပဲလှူခဲ့တာရွှေခွက်ပေါင်းဟာ8000နဲ့4000ပဲနောက်ရွှေအပြည့်ထည့်ထားတဲ့ငွေခွက်တီကြီးပဲလှူခဲ့တာကလည်း8000နဲ့4000နဲ့ယရနာ9ပါးအပြည့်ထည့်ထားတဲ့ကြီးခွက်ပေါင်းကလည်း8000နဲ့4000ပဲစင်ပေါင်းကလည်း8000 4000နဲ့ယထာပေါင်း8000 4000ပလင်ပေါင်း8000 4000အမျိုးသမီးပေါင်း8000 4000နွားမပေါင်း8000 4000ခေါမတိုင်းကနေထွက်တဲ့အလွန်တန်ဖိုးကြီးတဲ့အဲ့ဒီခေတ်အဲ့ဒီခါကအလွန်ကိုနာမည်ကြီးတဲ့ခေါမတိုင်းကထွက်တဲ့အဝတ်အစားတွေဆိုရင်ဂတိပေါင်း8000နဲ့4000နဲ့ကျန်တဲ့ဒူလီမုတ်စာတွေဆိုတာကတော့မရည်တွက်နိုင်လောက်အောင်များတယ်တဲ့အဲ့ဒီလောက်လှူခဲ့တန်းခဲ့သာသနာပြုခဲ့သည့်အတွက်ကြောင့်အဲ့ဒီဒါနကိုမဟာဒါနလို့ခေါ်တယ်အဲ့ဒီလောက်လှူခဲ့တန်းခဲ့တဲ့မဟာဒါနကုသိုလ်ကြီးတဲ့မြင့်မြတ်တဲ့ကုသိုလ်ရည်မြန်ရှိသေးသလားဆိုပြီးတော့ဆင်ញင်ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဒီသုတ်တံမှာဆက်ဟောတဲ့အဲ့ဒီ8000 4000ပေါင်းမြောက်များစွာလှူခဲ့တဲ့ကုသိုလ်ထက်သောတာပန်ကိုလှူရတဲ့ကုသိုလ်ကပုံမြတ်တယ်တဲ့ဘုန်းတော်ကြီးမတော်မူသောမြတ်စွာဘုရားအဲ့ဒီထက်မြတ်တဲ့ကုသိုလ်များရှိသေးသလားဆိုတော့တဂရကံလှူခွင့်ရရင်ပုံမြတ်တယ်အဲ့ဒီထက်အနာဂံလှူခွင့်ရရင်ပို့ပြီးတော့မမြတ်တယ်အဲ့ဒီထက်ယဟန္တာကိုလှူခွင့်ရတာပုံမြတ်တယ်ယဟန္တာကိုလှူရတဲ့ကုသိုလ်ထက်ပိစိကဗုဒ္ဓရှင်သူမြတ်တို့ကိုလှူရတဲ့ကုသိုလ်ကပုံမြတ်တယ်ပိစိကဗုဒ္ဓရှင်သူမြတ်တို့ကိုလှူရတဲ့ကုသိုလ်ထက်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ကပုံမြတ်တယ်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ထက်မြတ်တာမြန်ရှိသေးသလားဆိုတော့ဘုရားအမှုထားပြီးတော့တန်ဃာတော်ရှင်သူမြတ်တို့ကိုလှူရတဲ့ကုသိုလ်ကပုံမြတ်ပါတယ်ဘုရားအမှုထားပြီးတော့တန်ဃာကိုလှူရတဲ့ကုသိုလ်ထက်မြတ်တာရှိသေးသလားဆိုတော့ဘုရားအမှုထားပြီးတော့တန်ဃာကိုလှူရတဲ့ကုသိုလ်ထက်တန်ခိကအကြောင်းဆောက်လုပ်လှူခွင့်ရရင်ပုံမြတ်တယ်လှူတဲ့ထဲမှာတော့တန်ခိကအကြောင်းဆောက်ပြီးတော့လှူရတာအမြတ်ဆုံးလို့ပတ်စံကုန်ကြခံပြီးတော့လှူရတဲ့ထဲမှာတော့တန်ခိကအကြောင်းကြီးဆောက်လှူရတာအမြတ်ဆုံးပဲပြောရမှာပေါ့ဟုတ်ဗျာလူထဲမြတ်တာကတော့ဓမ္မဒါနတရားအလှူပေးလှူတဲ့ကုသိုလ်ပဲကျန်တော့တယ်ပတ်စံထုတ်လှူရတဲ့ထဲမှာတော့တန်ခိကအကြောင်းဆောက်လှူရတဲ့ကုသိုလ်ဟာဒါပေါမြတ်တယ်သူထဲမြတ်တာဆိုလို့ဓမ္မဒါနတရားအလှူပေးလှူတာတခုပဲကျန်တော့တယ်အဲ့တော့ဒီသုတ်တန်အတိုင်းပြောမယ်ဆိုရင်တန်ခိကအကြောင်းကြီးဆောက်လို့လှူဒန်းရတဲ့ကုသိုလ်ကပုံမြတ်တယ်တန်ခါကုံကိုအာယုံပြုပြီးတော့လှူဒန်းတဲ့တန်ခိကအကြောင်းအလှူကပုံမြတ်တယ်အဲ့ဒီတန်ခိကအကြောင်းဆောက်လို့ပြီးတော့လှူဒန်းရတဲ့ကုသိုလ်ထက်ဘယ်ကုသိုလ်ပို့ပြီးတော့မွန်မြတ်တယ်လေဆိုတော့တန်ခိကအကြောင်းဆောက်လှူတဲ့ကုသိုလ်ထက်တရဏဂုံဆောင်ထိန်ရတဲ့ကုသိုလ်ကပုံမြတ်တယ်ကြောင်းကြီးဆောက်လှူရတဲ့ကုသိုလ်ထက်တရဏဂုံဆောင်ထိန်ရတဲ့ကုသိုလ်ကပုံမြတ်တယ်မှန်ပါဗျာတရဏဂုံဆိုတော့ဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်လဲလျောင်ဘောအောင်ရဟု၍ကိသာမိမိဝဲစိတ်ကအတိမပြုပါ၏ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်လဲလျောင်ဘောအောင်ရဟု၍ကိသာမိမိဝဲစိတ်ကအတိမပြုပါ၏တန်ခံတရဏံကိသာမိတန်ခံတန်ဃာတော်မြတ်အပေါင်းကိုတရဏံကိုယ်ွယ်လဲလျောင်ဘောအောင်ရဟု၍ကိသာမိမိဝဲစိတ်ကအတိမပြုပါ၏ဘုရားကိုအားကိုးပါ၏တရားကိုအားကိုးပါ၏တန်ခါကိုအားကိုးပါ၏ဆိုပြီးတော့တရဏဂုံသုံးပါးတကယ်ကိုယုံယုံကြည်ကြည်နဲ့သက်ဝင်ပြီးတော့ကိုယ်ွယ်စိကပ်မယ်ဆိုရင်တဲ့84,000ပေါင်းမြောက်များစွာသောအလှူကြီးတဲ့အဲ့ဒီတရဏဂုံကုသိုလ်ကပုံမြတ်တယ်တဲ့